Atletico နီးပြစစ်မြူနီက Villarreal နဲ့ရှင်ပြိုင်ကစားခဲ့တဲ့ La Liga ပွဲစဉ်မှာတိုက်စစ်မှု Alvarez ပရိသတ်တွေကိုနှောက်မဆက်ခဲ့တာဟာကလပ်အသင်းရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ Alvarez ကအသင်းပြောင်းရွှေ့ခွင့်ပြုဖို့တောင်းဆိုထားတာကြောင့် Atletico ပရိသတ်တွေကဒေါသထွက်နေကြပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအသင်းရဲ့လေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ Alvarez ကိုအလိုမရှိကြောင်းစန့်ကျင်ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။အခု Villarreal နဲ့ပွဲမှာ Alvarez ရဲ့အမည်ကြီးညာချိန်မှာအော်ဟစ်လှောင်ပြောင်ခဲ့ကြသလို Alvarez လူစားဝင်ကစားချိန်မှာလည်းလှောင်ပြောင်ခဲ့ကြပါတယ်။ပွဲပြီးမှာ Alvarez ကအသင်းမော်တွေနဲ့အတူပရိသတ်တွေကိုနှုတ်ဆက်ခြင်းမပြုဘဲအဝတ်လဲကန်နဲ့ချက်ချင်းဝင်ရောက်သွားခဲ့တာကြောင့်ပရိသတ်တွေကပိုပြီးဒေါသထွက်ခဲ့ကြတယ်လို့သိရပါတယ်။ဒါကြောင့်စမီနီက Alvarez အနေနဲ့ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်ကြောင့်အခုလိုထွက်သွားခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့တာပါ။ Alvarez အနေနဲ့ပွဲကြည့်စဉ်နဲ့ပရိသတ်တွေရဲ့အနီးအနားမှာမရှိသင့်ဘူးလို့ကလပ်အသင်းကဆုံးဖြတ်ထားကြောင်းကျွန်တော်ကိုပြောခဲ့ပါတယ်။ပရိသတ်တွေနဲ့ဝေးဝေးနေဖို့နဲ့အသင်းနဲ့တီးခြားနေဖို့ကလပ်အသင်းကဆုံးဖြတ်ထားတာပါ။ဒါကြောင့်သူအဝတ်လဲကန်းထဲကိုပဲဝင်သွားခဲ့တာပါလို့စမီနီကပြောကြားခဲ့ပါတယ်။ Alvarez နဲ့ပရိသတ်တွေရဲ့ဆက်ဆံရေးအခြေအနေကပုံမဆိုးရွားလာခဲ့တာကြောင့်Atletico အသင်းအနေနဲ့မဖြစ်မနေရောင်းထုတ်ရတော့မယ့်အနေအထားဖြစ်လာခဲ့ကြောင်းလည်းသိရပါတယ်။